ကိုဝန်ဆောင်မိခင်တွေမှာအမေးများသလိုအဖြစ်လဲများတဲ့မိကွန်းလေးတစ်ခုရှိရပေါ့နော်ဒါပေမဲ့ social media မှာတောင်းမဖြေကြဘူးအဲ့ဒါလေးကတော့ကျွန်တော်တို့ဒီယာတီသွေးဆော်ဝန်းပေါ်မှာမူတည်ပြီးတွက်ထားတဲ့ဂျူးဒိတ်နဲ့အာဖာဆောင်းဆရာဝန်ကပေးတဲ့ဂျူးဒိတ်ကွာနေတာပေါ့နော်ဒါကအတော်လေးအဖြစ်များပါတယ်ဘာကြောင့်လဲဆိုတော့ယာတီသွေးဆော်ဝန်းပေါ်မှာတွက်ထားတဲ့ဂျူးဒိတ်ကယာတီသွေးဆော်ဝန်းကို28ရက်တစ်ချိန်နဲ့တွက်ထားတဲ့တွက်နည်းဖြစ်တယ်မျိုးသမီးတယောက်နဲ့တယောက်ကမတူကြဘူးယာတီသွေးဆော်ဝန်းကတယောက်က30ဆိုရင်နောက်တစ်ယောက်က32ရက်မှာယာတီတစ်ခါလာတာရှိတယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီဒိတ်ပေါ့ဒီဂျူးဒိတ်ကကျွန်တော်တို့အရှိတုံးနောက်ဆုံးဖြစ်နိုင်တယ်ဒါကြောင့် OG ဆရာဝန်တွေအရန်အားကိုးတဲ့အဖြေတစ်ခုရှိရဲအဲ့ဒါကဘာလဲဆိုတော့ early ultrasound scan ဖြစ်တယ်အဲ့ early ultrasound scan မှာဆိုရင်ဒီဓာတ်မှန်ဆရာဝန်က crown red lens လို့ခေါ်တဲ့ clinic ရဲ့ဥကောင်းကနေပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီတင်တဆုံအောင်သားအထိတိုင်းပြီးတော့ clinic ရဲ့ကိုယ်ဝင်သက်ကိုတွက်ချက်တာဒါဒီအရန်အရေးကြီးပါတယ်ပေါ့နော်အဲ့ဒီတော့ကျွန်တော်တူတူနဲ့လူရင်ပြောရမယ်ဆိုရင်ကျွန်တော်တို့ယာတီဘေးဆဝန်ကရတဲ့ဂျူဒိတ်နဲ့ကျွန်တော် ultrasound scan ကရတဲ့ဂျူဒိတ်ရက်အနေငယ်ကနေပြီးတော့ရက်တစ်ပတ်အနေငယ်ကွာနိုင်ပါတယ်ဒါပေမဲ့ကိုဝန်ဆောင်လူတွေအတွက်အရေးကြီးတာသိဖို့လိုအပ်တာကတော့ကျွန်တော်တို့ကိုဝန်သက်6ပတ်ကနေပြီးတော့ကိုဝန်သက်14ပတ်အတွင်းမှာရိုက်တဲ့ early ultrasound scan ကိုဝန်သက်စောပိုင်းမှာရိုက်တဲ့ ultrasound ကိုမိအောင်ရိုက်ထားဖို့ကျွန်တော်တို့အရေးကြီးပါတယ်ဒါဆိုရင်တော့ OG ဆရာဝန်တွေအတွက်ဒီကိုဝန်သက်ကိုဆုံးဖြတ်မှာအများကြီးထောက်ကူဖြစ်ပါလိမ့်မယ်